ကိုကျင့်တရားဆိုတာအကျင့်သီလနဲ့ပြည့်စုံတဲ့အနေအထားတစ်ခုရှင်းညွှန်းပြီးတော့ပြောတာကိုကျင့်သီလကောင်းမွန်တဲ့ပုဂ္ဂိုလ်တွေဟာရှေ့မှာမဟုတ်တာမလုပ်သလိုကိုယ်ရမှာလည်းပဲမဟုတ်တာလုပ်လို့မရှိကြဘူးကိုကျင့်သီလကောင်းပြီဆိုလို့ရှိရင်တော့မြည်သည့်နေရာမှာပဲနေမဟုတ်တာလုပ်လို့မရှိကြတော့ဘူးသို့သောကိုကျင့်တရားဆိုတာလူတိုင်းတော့ကောင်းကြတာမဟုတ်ဘူးပေါ့ကိုကျင့်တရားကောင်းမှုဆိုတာအတော်ကြိုးစားရမှာဖြစ်ပါပုရုဇဉ်ရဲ့သဘာဝလျောက်ကိုကျင့်တရားနဲ့ပတ်သက်လာလို့ရှိရင်လူရှိသူရှိမှာတော့မကောင်းတာမလုံးဝညတော့လည်းပဲကြွယ်ရမှာတော့မကောင်းတာလှုပ်လိလှုပ်ထားရှိကြတယ်ဆိုတာလောကကြီးမှာထင်ရှားနေတယ်မြတ်စွာဘုရားရဲ့ခုံတော်တစ်ခုထဲမှာအရဟံဆိုတဲ့ခုံတော်ကဗရမထူးခြားတယ်လို့ပြောမှာလောကမှာလူကြီးလူကောင်းဆိုတဲ့ပုဂ္ဂိုလ်တွေတောင်စိတ်ကြွယ်ရရောက်လို့ရှိရင်လူမသိသူမသိအောင်မကောင်းတာတွေလုပ်တတ်ကြတယ်ပေါ့မြတ်စွာဘုရားမှာတော့စိတ်ကြွယ်ရမှရောက်တော့လဲမကောင်းမှုအကုသိုလ်ဆိုတာလုပ်တာမရှိဘူးတိတ်ဘုံမဟုတ်တာလုပ်တဲ့အလုပ်လုံးဝမရှိလို့အရဟစိတ်ကြွယ်ရ၌တောင်မကောင်းတာမလုပ်ဘူးဆိုတဲ့ခုံပေါ့အဲ့တော့ဒီကုံကိုကြည့်မယ်ဆိုလို့ရှိရင်အမှန်ပုဂ္ဂိုလ်တွေကစိတ်ကြွယ်ရတွေ့ပြီဆိုရင်မကောင်းတာလုပ်လို့လှုပ်ထားရှိတယ်ဆိုတာထင်ရှားတယ်ပေါ့အဲ့တော့ကိုကျင့်သီလနဲ့ပတ်သက်လာလို့ရှိရင်တကယ်သူတော်စင်နေကြတော့လောကမှာမကောင်းတာလုပ်ဖို့စိတ်ကြွယ်ရဆိုတာမရှိဘူးလို့သတ်မှတ်ထားတာဖြစ်တယ်အဲ့ဒီလိုသတ်မှတ်ထားလို့ရှိရင်မကောင်းတာလုပ်ဖို့နေရဆိုတာသူတို့မှမရှိကြဘူးစိတ်ကြွယ်ရဆိုတာသူတို့ရှာလို့မတွေ့ဘူးပေါ့ကိုကျင့်တရားပြပြတဲ့ပုဂ္ဂိုလ်တွေကတော့စိတ်ကြွယ်ရဆိုတဲ့နေရာမှာသွားလောက်ကြတယ်လူအများစုကစိတ်ကြွယ်ရလို့ထင်ပြီးတော့မကောင်းမှုတွေကိုလုပ်ကြတယ်အဲ့ဒါနဲ့ပတ်သက်ပြီးအတွေးခေါ်တွေကမင်္ဂဘုတ်လို့တာပေါ့မြတ်စွာဘုရားဟောတဲ့တရားတွေမှာဆိုရင်နတ္ထိလောကေရဟောနာမလောကမှာစိတ်ကြွယ်ရဆိုတာမရှိပါဘူးတဲ့သို့တော့လူတွေကစိတ်ကြွယ်ရလို့ထင်တယ်စိတ်ကြွယ်ရဆိုတာဘယ်သူမှမမြင်တဲ့နေရာဘယ်သူမှမရှိတဲ့နေရာကိုစိတ်ကြွယ်ရလို့ပြောကြတာကိုတယောက်တည်းပဲတခြားပုဂ္ဂိုလ်ဘယ်သူမှမရှိဘူးဘယ်သူမှမမြင်နိုင်ဘူးပတ်ဝန်းကျင်ကကိုယ်ကိုမမြင်နိုင်ဘူးဆိုတဲ့နေရာမျိုးကိုစိတ်ကြွယ်ရလို့ယူဆကြတယ်အဲ့တော့မြတ်စွာဘုရားကတော့နတ္ထိလောကေရဟောနာမလောကမှာစိတ်ကြွယ်ရဆိုတာမရှိဘူးတဲ့ဘယ်သူအတွက်လဲဆိုရင်ပါပကမ္မပကရုပ္ပတောမကောင်းတဲ့အလုပ်လုပ်ချင်တဲ့ပုဂ္ဂိုလ်ဖို့စိတ်ကြွယ်ရဆိုတာမရှိဘူးရတော့အပြင်လူတွေဟာကောင်းတဲ့အကျင့်နေကြတော့လူရှိသူရှိမှပြသကြတာမဟုတ်တဲ့အလုပ်မကောင်းတဲ့အလုပ်ဆိုရင်တော့ကြွယ်ရမှာပုံရှုကြွယ်ရှုလုပ်လို့ရှိကြတာအဲ့ဒါကြောင့်မို့လို့မကောင်းမှုအကုသိုလ်လုပ်တာစိတ်ကြွယ်ရရှိတယ်လို့တမန်ပုဂ္ဂိုလ်တွေကထင်မိမဲ့ပညာရှိသူတော်ကောင်းတွေကတော့မကောင်းတဲ့အလုပ်ကိုလုပ်ဖို့စိတ်ကြွယ်ရဆိုတာမရှိပါဘူးမကောင်းတဲ့အလုပ်ကိုလုပ်တဲ့ပုဂ္ဂိုလ်ဟာ
သူကသူစိတ်ွယ်ရလို့ထင်းနေပေမဲ့လို့စိတ်ွယ်ရမဟုတ်ဘူးဆိုတာကိုပြတာပဲဖြစ်တယ်နတ္ထိလောကေရဟောနာမပပကမ္မပကရုပ္ပတောမကောင်းမှုကုသိုလ်ပြုလုပ်တဲ့ပုဂ္ဂိုလ်ဖို့လောကမှာစိတ်ွယ်ရဆိုတာမရှိဘူးတဲ့ဘာကြောင့်မရှိတာတော့ဆိုရင်အတ္တတိပုရိသသနာတိယတိကဟတိဝါနာဝကိုယ်ကစိတ်ွယ်ရလို့ထင်နေပြီမဲ့လို့အဲ့ဒီနေရာမှာကိုယ်ကြည့်နေတဲ့မျက်လုံးတွေဆိုတာလူထဲမှာလည်းမဟုတ်ဘူးကိုလို့တာကိုမြင်နိုင်တဲ့နတ်တွေရှိတယ်ကိုလို့တာကိုမြင်နိုင်တဲ့နတ်တွေရှိတယ်ကိုပတ်ဝန်းကျင်မှာကိုကမမြင်ရပေမဲ့ကိုကိုမြင်နေတဲ့ပုဂ္ဂိုလ်ရှိတယ်ပေါ့ဒါကြောင့်မို့စိတ်ွယ်ရဆိုတာမဟုတ်ဘူးနောက်ဆုံးမှာဘယ်သူမှမရှိဘူးဆိုတော့အတ္တတိပုရိသသနာတိယတိကာတိဝနာဝကိုမဟုတ်တာလောက်တာကိုသိနေတဲ့လူတယောက်ရှိတယ်တဲ့အဲ့ဒါဘယ်သူလဲဆိုကိုယ်တိုင်ပဲသူများမသိဘူးလို့တော့ရှိကောင်းရှိမယ်အဲ့ဒီကိုလို့တာကိုမသိဘူးဆိုတော့မရှိဘူးဒါကြောင့်မို့အတ္တတိပုရိသသနာတိဘယ်စိတ်ွယ်ရလို့ထင်မနေနဲ့ကိုလို့တာကိုတော့သိနေတယ်အဲ့ဒီကိုသိနေခြင်းဟာစိတ်ွယ်ရမဟုတ်ခြင်းပဲဖြစ်တယ်လို့ဒီလိုအတွေးခေါ်နဲ့လောကမှာစိတ်ွယ်ရမရှိလို့မကောင်းမှုကောင်းကုသိုလ်လုပ်တဲ့အခါမှာစိတ်ွယ်ရတောင်းမှမလုပ်အောင်ရှောင်ရှားနိုင်ဖို့အရေးကြီးတယ်လို့ဆိုလိုတဲ့အဓိပ္ပာယ်ပဲဖြစ်တယ်မြတ်စွာဘုရားရဲ့အရဟံဆိုတဲ့ဂုဏ်တော်ဟာလောကလူသားတွေကစိတ်ွယ်ရတွေ့လို့ရှိရင်မကောင်းတာလုပ်တတ်ကြတော့လေမြတ်စွာဘုရားကမြတ်စွာဘုရားဖို့မကောင်းမှုဆိုတာလုံးဝမပြုလို့စိတ်ွယ်ရမှတောင်မကောင်းမှုပြုတယ်ဆိုတာမရှိလို့ထီကုံတော်ကြီးကိုရရှိထားတာထီအည်ချင်းတစ်ခုကိုရရှိထားတာအဲ့တော့စိတ်ွယ်ရကိုမကောင်းမှုမလုပ်ဘူးဆိုတဲ့ပုဂ္ဂိုလ်မှတကယ်ကိုကျင့်တရားပြည့်ဝတဲ့ပုဂ္ဂိုလ်လို့ဆိုရမှာဖြစ်တယ်လုံးဝဖြူစင်တဲ့ပုဂ္ဂိုလ်လို့ပြောရမှာဖြစ်တယ်အဲ့တော့လောကလူသားတွေကလုံးဝဖြူစင်တဲ့ပုဂ္ဂိုလ်ဆိုတာအမှန်တမ်းရှားဖရာယဟန္တာမသာလင်စိတ်ွယ်ရရောက်တဲ့အခါမကောင်းမှုအကုသိုလ်မလုပ်တာရှိနိုင်တယ်ကြံတဲ့ပုထုဇဉ်တွေကတော့လွတ်ကင်းမှုဆိုတာအမှန်တမ်းရှားတယ်မရှိဘူးတော့မဟုတ်ပုရုဇဉ်တွေကလည်းပဲအတွေ့အခေါ်မျှော်မြင်ရှိတဲ့ပုဂ္ဂိုလ်တွေအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဟာစိတ်ွယ်ရမှမကောင်းမှုမလုပ်ကြဘူးစင်ကြယ်အောင်နေတယ်လူရှိသူရှိမှမကောင်းတာမလုပ်သလိုစိတ်ွယ်ရမှလည်းပဲမကောင်းတာမလုပ်ကြဘူးဆိုတဲ့ပုဂ္ဂိုလ်တွေဟာပုရုဇဉ်အတိုင်းဝိုင်းထဲမှာလည်းရှိတယ်အရိယာဖြစ်သွားရင်တော့လုံးဝဒါကင်းရှင်းသွားတယ်လို့ပြောမှာဖြစ်တယ်အဲ့တော့ကိုဘလောက်ထိအောင်ကိုကျင့်တရားကောင်းတယ်လေဆိုတာစမ်းသပ်ကြည့်ရမှာဖြစ်တယ်ကိုကျင့်တရားဘလောက်ခိုင်ပါတယ်လဲကိုဟာဘလောက်စင်ကြယ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်လဲဆိုတာစိတ်ွယ်ရရောက်တဲ့အခါမှာလူရှိသူရှိမှမလုပ်ရတဲ့အလုပ်မျိုးလုပ်နိုင်သလားလုပ်မိသလားလုပ်သလားလူရှိသူရှိမှမလုပ်ရတဲ့အလုပ်မျိုးကိုယ်ရကြတော့လုပ်သလားလို့ကိုဆန်းစစ်ကြည့်ဖို့လိုတယ်ကိုစိတ်ကိုအကဲခတ်ကြည့်ဖို့လိုအဲ့ဒါကိုသီလဝိမန္တနာစဆိုတာ50ထဲမှာ350မြောက်မှာပါရှိတယ်ဒီဇာလေးကကိုကျင့်တရားခိုင်မာဖို့အတွက်တန်တင်ပြသဆုံးမပေးတဲ့စကလေးဖြစ်လို့ဒီစပ်ဖြစ်လို့ကိုကျင့်တရားအတွက်ကိုသင်္ကန်းစာယူပြီးတော့ပြုပြင်နိုင်တဲ့အနေအထားမျိုး
ရရှိနိုင်တယ်ပေါ့သင်္ကန်းစာဆိုတာယူပြီးကိုယ့်ကိုပြင်မှအကောင်းဆိုတာဖြစ်တယ်လောကလူတွေဟာကိုယ့်ကိုမပြင်သေးသမျှလူကောင်းမဖြစ်နိုင်ပါဘူးဆရာမိဘတွေကပြင်တယ်ဆိုတာဆရာမိဘတွေရှေ့မှာကောင်းနိုင်တော့လည်းပဲဆရာမိဘရှေ့မဟုတ်တဲ့အခါမှာအကျင့်စရိုက်တွေကပြန်ပြီးတော့နိုးထလာတတ်တယ်ပေါ့အဲ့တော့ကိုယ်တကယ်သူတော်ကောင်းဖြစ်ပြီဆိုလို့ရှိရင်ကတော့ကိုယ်ဖို့မှာမဟုတ်တာလုပ်ဖို့စိတ်ကြွယ်ရဆိုတာမရှိဘူးအလုံးဟာကိုယ်သိနေရင်ကိုယ့်ဘကိုယ်သိက္ခာကိုရှက်ရွံ့နေမဟုတ်တာမလုပ်ဘူးလို့ဆိုတယ်ဟိရိဝတ္တပတရားတွေကိုယ့်ရဲ့ထဲမှာအပြည့်အဝရှိနေမယ်ဆိုရင်ကိုယ်ချင်းတရားကိုယ်တဏ္ဍာမှာအပြည့်အဝရရှိပြီးတော့စိတ်ကြွယ်ရမှတော့ကိုယ်ချင်းတရားကောင်းမွန်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်လာနိုင်တယ်အဲ့တော့ပုရုဇဉ်အနေနဲ့ဒီအဆင့်ရောက်အောင်ကိုပဲကြိုးစားသင့်တယ်ပေါ့ဒီအဆင့်ရောက်အောင်ပဲကြိုးစားသင့်အခြားသောတပန်သဂရကအနာကအဆင့်နေသာထားကြည့်ကိုယ့်ရဲ့ကိုယ်ချင်းတရားခိုင်မာမှုဟာစိတ်ကြွယ်ရာထိအောင်အာမခံချက်ရှိလားကိုယ့်ကိုစမ်းသပ်ပြီးတော့တိဆောက်ဖို့ခိုင်မာဖို့လေ့ကျင့်မှုအတ္တမအရေးကြီးတယ်ဒီဘဝမှာလေ့ကျင့်လိုက်မယ်ဆိုရင်ဘယ်ဘဝရောက်ကိုယ့်ရဲ့စိတ်ဓာတ်ခိုင်မာမှုဟာဖြစ်လာမှာပဲဖြစ်တယ်ဒီဘဝမှာမလေ့ကျင့်မှုဆိုရင်နောက်ဘဝတွေမှာဖြစ်လာဖို့ဆိုတာအတ္တမခဲရင်ပါရမီဆိုတာကိုလုံးတဲ့မွန်မြတ်တဲ့အလုပ်ကိုအကြောင်းပြုပြီးတော့ခေါ်တာသာဖြစ်တယ်ပါရမီဆိုတာပရမတ္တကမ္မပါရမီလို့ဆိုတယ်မြင့်မြတ်တဲ့စိတ်နဲ့မှလုပ်လို့ရတာမြင့်မြတ်တဲ့စိတ်ရှိပြီဆိုရင်မြင့်မြတ်တဲ့အလုပ်ကိုလုပ်တော့တာပဲအဲ့ဒါပါရမီဖြစ်လာမှာပဲကောင်းတဲ့အကျင့်စရိုက်တွေကိုကိုယ်လေးလာသင်ယူပြီးတော့ကောင်းတဲ့အကျင့်စရိုက်တွေကိုကိုယ့်ရဲ့ထဲမှာတိဆောက်ကြရမှာဖြစ်တယ်စတင်မွေးမြူပြီးတော့တိဆောက်ရမှာဖြစ်တယ်မြတ်စွာဘုရားကသမဗရံတရားဟောတဲ့အခါမှာအပိုင်းနှစ်ပိုင်းနဲ့ဟောတာဖြစ်တယ်မကောင်းတဲ့အကျင့်စရိုက်တွေကိုမလုံးမိအောင်ထိမ့်သိမ်းရှော့ရှော့မယ်စောင့်စည်းရမယ်စောင့်စည်းရတဲ့နဲ့တတိလက်လွတ်ပြီးတော့လုံးမိတယ်ဆိုရင်လည်းအလင်းအမြန်ဖယ်ရှားဖို့ရှောင်ကျဉ်ဖို့ဆိုတာကြိုးစားရမယ်မကောင်းတဲ့ဘက်ကနှစ်ခုမကောင်းတာမလုပ်ဖြစ်အောင်ကြိုးစားရမယ်လုံးမိလို့ရှိရင်လည်းနောက်ထပ်ဆက်မလုပ်ဖို့ရကြိုးစားရမယ်ကောင်းတာနဲ့ပတ်သက်လာလို့ရှိရင်ကောင်းတဲ့အမှုလုပ်ဖြစ်အောင်ကြိုးစားရမယ်လုပ်ဖြစ်ပြီးလို့ရှိရင်လည်းအချိန်ချင်းထပ်လုပ်ဖို့ကြိုးစားရမှာဖြစ်တယ်ဒါကိုပဲသမ္မာဝါယာမမင်္ဂန်နဲ့ကျုပ်ပန်းအထုံမှုတနည်းအားဖြင့်သမ္ပပဒါနသမ္မာပဌာနမင်္ဂန်သောကျုပ်ပန်းအထုံမှုလို့ဆိုတာအဲ့တော့ကိုသမ္မာပဌာနလို့ခေါ်တဲ့မင်္ဂန်နဲ့ကျုပ်ပန်းအထုံမှုနဲ့အကုသိုလ်တွေကိုဖယ်ရှားလို့ကုသိုလ်တရားတွေဖြစ်ပေါင်းကြိုးစားခြင်းဖြင့်သူတော်ကောင်းအဖြစ်ကိုရယူနိုင်တာပေါ့အဲ့လိုမဟုတ်လို့ရှိရင်လူတွေရဲ့အကျင့်စရိုက်တွေဟာအမြဲတမ်းမိမိတဏ္ဍာမှာကျိုးဆွဲသလိုအညစ်အကြေးတွေဟာချွတ်လို့မရအောင်ဆွဲထင်နေတတ်တယ်အဲ့လိုဆွဲထင်ရနေရအောင်ကြိုးစားအထောက်ကြမှာဖြစ်တယ်ဒီသီလဝိမန္တနာဆိုတဲ့စက်တော်မှာကိုကျင့်တရားကိုစမ်းသပ်တဲ့ဇလံလေးတစ်ပုဒ်ဖြစ်တယ်ပေါ့ကိုကျင့်တရားကိုဘလောက်ကောင်းတယ်လဲဆိုတာစမ်းသပ်တာဒီဇလံဖြစ်ပေါ်လာပုံကတော့မြတ်စွာဘုရားကသာဝတိမြို့စေရွန်ကျောင်းမှာသရင်သုံးနေတဲ့အချိန်မြတ်စွာဘုရားကစေရွန်ကျောင်းမှာသရင်သုံးနေရဲ့
ရှိနေတဲ့အချိန်မှာမြတ်စွာဘုရားနဲ့အတူတကွဇေရဝံကျောင်းမှာနေထိုင်ကြတဲ့ယဟန်900ဟာတရားအထုတ်နေတဲ့တရားအထုတ်ဖို့ကြိုးစားနေတဲ့ယဟန်တွေပဲဖြစ်လင့်ကြတာညတောင်းကောင်ရံကာလမှာကာမဝိတက်လို့ခေါ်တဲ့ကာမဂုဏ်အာယုံခံစားလို့တဲ့စိတ်တွေဖြစ်ပေါ်နေကြတယ်။ဘာကြောင့်လို့ဆိုရင်မြတ်စွာဘုရားလက်ထက်ကလူငယ်လူရွယ်တွေသာသနာပေါင်းဝင်လာကြတယ်။တချို့လည်းမိသားစုအိမ်နောက်တွေကိုစွန့်ပြီးတော့သာသနာပေါင်းဝင်ကြတာဖြစ်တယ်။အဲ့လိုဝင်လာတဲ့ပုဂ္ဂိုလ်တွေဟာကာမဝိတက်လို့ဆိုတာလူဘဝတုန်းကကြုံတွေ့တာတွေကိုပြန်ပြီးတတိယပြီးတော့တွေးပြီးနေကြတဲ့ပုဂ္ဂိုလ်တွေလွမ်းဆွတ်နေကြတဲ့ပုဂ္ဂိုလ်တွေစေရွန်ကျောင်းကတန်ဃာတွေထဲမှာဒါတွေရှိလာတယ်တချို့လဲလူဘဝကိုအားကြပြီးတော့စိတ်ကူးရင်နာတွေဖြစ်လာတယ်မြတ်စွာဘုရားကယဟန်တန်ဃာတွေကိုစောင့်ရှောက်တဲ့အနေနဲ့စောင့်ကြည့်နေတာဘယ်လိုထိစောင့်ကြည့်တော့ဆိုရင်ဥပမာပေးထားတာမျက်လုံးတစ်လုံးနဲ့ရှိတဲ့ပုဂ္ဂိုလ်မျက်စိတစ်လုံးသာရှိတဲ့ပုဂ္ဂိုလ်ဟာအဲ့ဒီမျက်စိလေးကောင်းတဲ့မျက်စိလေးပြတ်မသွားအောင်ထိမ့်သိမ်းစောင့်ရှောက်သလိုတဲ့သာသမီတူတဲ့ရှိတဲ့ပုဂ္ဂိုလ်ကလည်းဒီသာသမီလေးတူကိုပဲထိမ့်သိမ်းစောင့်ရှောက်သလိုသမရီဆိုတဲ့သားကောင်ဟာလည်းသူ့ရဲ့မြည်ဆံကိုထိမ့်သိမ်းစောင့်ရှောက်သလိုအမြဲတမ်းတတိထားပြီးတော့ယဟန်တွေကိုမြတ်စွာဘုရားကြည့်တယ်တရားနှလုံးသွင်းကြရလားကောင်းတဲ့စိတ်တွေစင်ကြယ်မပြတ်ဖြစ်ရလားမကောင်းတဲ့အကုသိုလ်စိတ်တွေဝင်သလားဆိုတာကိုညပိုင်းမှာလည်းတေဘစက္ခုနဲ့ကြည့်တော်မူတာဖြစ်တယ်အဲ့လိုကြည့်တဲ့အချိန်မှာခုနကယဟန်တော်တွေအချို့ဟာလူဘဝကိုပြန်နေပြီးတော့တွေ့တော့ပြီးစိတ်ကူးရင်ကြတယ်သို့မဟုတ်ကြုံတွေ့ခဲ့ရတဲ့သူတို့ဘဝတွေကိုပြန်ပြီးတန်းတာနေတာတွေတွေ့တဲ့အခါမှာမြတ်စွာဘုရားကရှင်အနန္ဒာကိုခေါ်ပြီးတော့အနန္ဒာစေရွန်ကျောင်းထဲမှာနေတဲ့ကိုယ်တော်တွေအားလုံးကိုခန္ဓာကိုယ်ကြီးကျောင်းပေါဝမှာနေရခင်းပြီးတော့အဲ့ဒီခန္ဓာကိုယ်ကြီးကျောင်းပေါဝမှာစီဝေးဖို့ခေါ်လိုက်ဆိုပြီးတော့မြတ်စွာဘုရားစောဤတန်ဃာတွေကိုခေါ်လိုက်တာခေါ်လိုက်တော့တန်ဃာတွေကမြတ်စွာဘုရားစီရောက်လာကြအလုံးစုဝေးမိတဲ့အခါမှာဘာဟောတော့ဆိုပပကရဏီရဟောနာမနတ္ထိရှေးပညာရှိတွေကတော့တဲ့စိတ်ကောင်းနှလုံးကောင်းရှိတဲ့ပညာရှင်တွေဟာမဟုတ်တာလို့ဖို့အတွက်စိတ်ကြွရရမရှိဘူးဆိုပြီးတော့သူတို့ဟာမကောင်းမှုမလုံးမိအောင်ရှောင်ကြတယ်ဆိုတဲ့ရှေးကသူတော်စင်တို့ရဲ့ကျင့်ထုံးလေးတစ်ခုကိုမြတ်စွာဘုရားကရှင်းပြတာဖြစ်တယ်ဟောပြတာဖြစ်တယ်ဒါဘဝသင်္ကန်းစာယူဖို့အတွက်ငါတို့ဘယ်သူမှမသိဘူးအလုံးဒါစိတ်ကြွရဖြစ်နေတယ်ငါတွေးတာဘယ်သူမှမသိဘူးငါလုပ်တာလည်းဘယ်သူမှမသိဘူးဆိုတဲ့စိတ်မမွေးပဲနဲ့စိတ်ကြွရသည်ပင်နဲ့စိတ်ကြွတဲ့အရာမဟုတ်ဘူးမကောင်းမှုအကုသိုလ်လုပ်ဖို့စိတ်ကြွရဆိုတာမရှိဘူးဆိုတာကိုပြသတဲ့အနေနဲ့မြတ်စွာဘုရားကဇလံတစ်ပုဒ်ကိုယဟန်တွေကိုဆုံးမဩဝါဒပေးတဲ့အနေနဲ့ဟောကြားခဲ့တာဖြစ်တယ်ပေါ့တခုသောဘုရားမှာဘုရားလောင်းဟာပါရဒတိမြို့ပြမနာလူမျိုးထဲမှာသွားပြီးတော့ဖြစ်တယ်အဲ့တော့ပြမနာလူမျိုးဖြစ်တဲ့အခါကျတော့အဲ့ဒီဗာရဏသီပြည်မှာလည်းပဲလူငယ်လူရွယ်တွေကိုပညာသင်ပေးတဲ့ထိတာပါမောက္ခဆိုတဲ့ဆရာရှိတယ်ထိတာပါမောက္ခဆိုတာပေရက်ကလာအရာလေးမျက်နှာရဲ့ဆရာကြီးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အရာလေးမျက်နှာမှာလာတဲ့
ညာလိုလားတဲ့ပုဂ္ဂိုလ်ရဲ့အကြီးကဲလို့ဒီစကားလုံးကိုယူပြီးတော့အခုတက္ကသိုလ်တွေဘာတွေမှာပါမောက္ခဆိုခန္ဓာတွေရှိတာရှေးတုန်းကဓိတာပါမောက္ခအဲ့ဒီဆရာစီရှေးနောက်တောင်မြောက်အရဒေသနယ်၄ရက်ကနေပြီးတော့တပည့်တွေပညာလာသင်ကြလို့နယ်၄ရက်ကပညာလာသင်ရတဲ့ဆရာသမားကိုဓိတာပါမောက္ခလို့ခေါ်တယ်ရှေးကရမြတ်သောအဖြစ်တက္ကသိုလ်ပြည်မှာဓိတာပါမောက္ခဆရာဆိုတာရှိတယ်အဲ့ဒီတက္ကသိုလ်ဆိုတာမြို့ရဲ့နာမည်ပဲအဲ့တုန်းကတော့ခဏခေတ်မှာတော့အဲ့ဒီ950ဇတ်တည်းရဲ့အသုံးနှုန်းကိုလိုက်ပြီးတော့တက္ကသိုလ်ဆိုတဲ့နာမည်တွေသုံးလာကြတာဖြစ်တယ်နော်အင်္ဂလိပ်လို university ဆိုတဲ့ပြန်တဲ့စကားတွေတက္ကသိုလ်လို့သုံးလာကြတယ်950ဇတ်တည်းရဲ့မြန်မာနိုင်ငံမှာဩဇာတက်ရောက်မှုလို့ဆိုရမှာဖြစ်တယ်ပညာမျိုးစုံသင်တဲ့နေရာကိုတက္ကသိုလ်လို့ခေါ်တာတက္ကသိုလ်ဆိုတာမြို့ရဲ့နာမည်အခုဒီဇလန်းမှာတော့ဗာရဏသီမြို့မှာဓိတာပါမောက္ခဆရာကြီးရှိတယ်ဆိုတော့ဗာရဏသီမြို့မှာလည်းပဲဒီလိုပညာသင်ကြားပေးတဲ့ဆရာရှိတယ်လို့ဗာရဏသီမြို့ကဓိတာပါမောက္ခဆရာထံမှာသူတို့ပညာသင်နေကြတယ်အဲ့လိုပညာသင်တဲ့အချိန်မှာဖះလောင်းနေဆိုတာကျိုးစားအထုံမှုနဲ့အသိဉာဏ်ထက်မြက်မှုမှာသူများတဲ့သားတယ်ဘာလို့သားရတော့ဆိုတော့သူတို့ကဘယ်ကိစ္စပဲဖြစ်ဖြစ်လုံလဝိရိယသူများတဲ့သားတယ်သူများတဲ့ဆန္ဒရှိတယ်ဆန္ဒကြီးတယ်ဝိရိယကြီးတယ်အဲ့ဒါကြောင့်ကိုသားတယ်လို့ပြောတာနော်အဲ့တော့သားတဲ့ပုဂ္ဂိုလ်တွေကခဏခေတ်မှလည်းရှိတာပဲဘယ်ကိစ္စပဲဖြစ်ဖြစ်ဥစည်းဆောင်ရွက်ပြီးလုပ်ကိုင်တဲ့ပုဂ္ဂိုလ်တွေရှိတယ်လေနောက်လိုက်တွေရှိသလိုဥဆောင်ပြီးတော့လှူရှားတဲ့ပုဂ္ဂိုလ်တွေရှိတာတော့ခေါင်းဆောင်လုပ်တတ်တဲ့ပုဂ္ဂိုလ်တွေပေါ့ဘုရားလောင်းကလည်းအဲ့ဒီမှာသူကပညာသင်တဲ့ကျောင်းသား900ထဲမှာသူ့အပါဝင်ဖြစ်တယ်အဲကျောင်းသား900ထဲမှာသူကဆရာရဲ့လက်ထောက်အနေနဲ့ပညာသင်ကြားနေတာထက်ထက်မြက်မြက်ကြိုးစားတယ်ပညာရေးကြိုးစားအထောက်တယ်အဲ့ဒီဆရာကြီးမှာအရွယ်ရောက်တဲ့သမီးပြူတယောက်ရှိနေတော့ဆရာစဉ်းစားတယ်သမီးရှင်ဆိုတာအရွယ်မလင့်ခင်အိမ်တော်ရသားချပေးဖို့စဉ်းစားထားရှိကြတယ်ပေါ့နော်အိန္ဒိယနိုင်ငံမှာဆိုရင်ပို့ပြီးတော့ဒီကိစ္စတွေကစီမံကြတယ်ပေါ့ဒါမို့အိန္ဒိယကနေခေတ်သူတို့ရဲ့ဒလိတုံးတန်းစင်လာရဆိုလို့ရှင်တာယောက်ျားလေးမွေးတဲ့ပုဂ္ဂိုလ်ကအေးစစ်စစ်ပဲစိတ်ပူစရာမရှိဘူးသမီးမင်းကလေးတွေမွေးထားတဲ့မိဘတွေကတော့အမတမသူတို့ဟာစိတ်ပူစရာတွေဖြစ်ကြတယ်စိတ်ပူစရာဖြစ်ကြတယ်အခုလည်းဒီသဗ္ဗမောက္ခဆရာကြီးကသမီးလေးတယောက်ရှိတော့ဒီသမီးလေးအိမ်တော်ရဲ့သားချပေးဖို့သူ့မှာလူရွေးရတော့မှဖြစ်တယ်ပေါ့အရွယ်ရောက်လာပြီဆိုတော့လူရွေးရသူ့မှာတပည့်ကျောင်းသားတွေ900တောင်ရှိတယ်အဲ့ဒီမဲ့ဥစည်းကောင်းဆောင်လုပ်နေတဲ့လက်ထောက်တပည့်တွေပညာတော်တဲ့တပည့်တွေရှိတယ်သို့တော့ပညာတော်တိုင်းကိုကျင့်တရားကောင်းကြမှာကောင်းတာဒါကြောင့်မို့ကိုကျင့်တရားကောင်းတဲ့ပုဂ္ဂိုလ်ရွေးချယ်ဖို့ဆရာကြီးကစိတ်ကူးရတယ်စိတ်ကူးရတယ်သူစိတ်ထဲမှာအကျင့်သီလကောင်းတဲ့ပုဂ္ဂိုလ်စာရိတ္တကောင်းတဲ့ပုဂ္ဂိုလ်ငါသမီးနဲ့လက်ထပ်ပေးမယ်ဆိုပြီးရှိရွယ်ချက်နဲ့ဆရာကြီးကတပည့်တွေကိုခေါ်လိုက်တယ်ခေါ်ပြီးတော့ကြွကြောင်းပြောတယ်ငါတပည့်တို့တဲ့ငါသမီးကလည်းအရွယ်ရောက်နေပြီတဲ့
ငါသမီးကိုအိမ်တော်ရဲ့သားချပေးခြင်းတယ်ဝိဝါဟလို့ခေါ်တယ်မိဘတွေကသုံးရင်ဝိဝါဟလို့သုံးရဒီသမီးရှင်ဘက်ကပြောတာဝိဝါဟအိမ်တော်ဘက်သားရဲ့ရှင်ဘက်ကပြောရင်အာဝါဟအဲ့ဒါလည်းမှန်အောင်သုံးဖို့လိုတယ်ပေါ့နော်ဒါဗမာပြည်မှာလည်းဒီစကားလုံးကသုံးတာဒါပေမဲ့အခုတော့နည်းနည်းသုံးနေလာတော့မသိဘူးအာဝါဟဝိဝါဟမင်္ဂလာဆိုတာလေအာဝါဟနဲ့ဝိဝါဟဒါပါဠိစကားတွေခဏမှာတော့ထိမ်းများလက်ထပ်တယ်လို့သုံးတာပဲများတယ်ထင်ပါရဲ့အာဝါဟဝိဝါဟဆိုတာသိပြီးတော့မသုံးကြဘူးအဲ့တော့အဓိပ္ပာယ်ကဘာလို့ဆိုရင်အာဝါဟဆိုတာယောက်ျားလေးဘက်ကမိဘတွေကအမျိုးသမီးကိုလာပြီးတော့သမီးရှင်ထံကသမီးကိုလာယူသွားတာခေါ်သွားတာကိုအာဝါဟလို့ခေါ်တယ်သမီးရှင်ကနေပြီးတော့သူတို့သားလောင်းစီကိုပို့ပေးတာကြတော့ဝိဝါဟလို့ခေါ်တယ်သူတို့စီမှာထုံးစံကယောက်ျားလေးကအမျိုးသမီးအိမ်လိုက်တာမရှိဘူးအမျိုးသမီးကပဲယောက်ျားလေးအိမ်လိုက်ရမှာဒါအိန္ဒိယထုံးစံနော်အာဝါဟဝိဝါနှစ်ခုစလုံးဟာသူတို့သားဘက်ကနေပြီးသူတို့သမီးကိုလာခေါ်တာအာဝါဟသူတို့သမီးဘက်ကသူတို့သားအိမ်ကိုပို့ဆောင်ပေးတာဝိဝါဟအဲ့တော့ဒီသဗ္ဗမုခဆရာကြီးကသူ့သမီးကိုသူတို့သားအိမ်ကိုပို့ပေးရအဲ့ဒီပို့ပေးတဲ့မင်္ဂလာလက်ထပ်ပွဲကိုသူလုပ်ဖို့စဉ်းစားတာအဲ့တပည့်တွေကိုပြောတယ်ငါသမီးရွယ်ရောက်လို့အိမ်တော်ဘက်စီငါပို့ပေးဖို့စီမံရလိမ့်မယ်အဲ့တော့အဲ့လိုပို့ပေးတဲ့အခါမှာသူတို့သမီးတွေအတွက်ဝတ်စားဆင်ဖို့လိုအပ်တယ်ပေါ့လက်ဝတ်လက်စားယရဏပစ္စည်းတွေရဖို့သင့်တယ်ရှားရမှာဖြစ်တယ်ဒီတိုင်းလက်ပလာသွားလို့မဖြစ်ဘူးထိုက်တဲ့ယရဏတွေဆင်မြန်းပြီးတော့ငါသမီးကိုအိမ်တော်ဘက်ထံကပို့ဖို့ရှိတယ်မင်းတို့ကိုယ်ဆွေမျိုးကိုမိဘအိမ်ကိုသွားပြီးတော့ဘယ်သူမှမသိအောင်လက်ဝတ်လက်စားအဝတ်တန်းစာတွေကိုတိတ်တဆိတ်ရှူပြီးတော့ငါ့ကိုပေးကြလို့ဆိုပြီးတော့သူသမီးပေးကြမလို့ဆိုပြီးကျောင်းသားတွေကိုအဲ့လိုခိုင်းတာနော်ဘယ်သူမှမမြင်စေရဘူးဘယ်သူမှမမြင်အောင်တိတ်ရှူဆောင်ပြီးတော့ငါစီကိုပေးကြတယောက်ယောက်မြင်တဲ့ဟာမျိုးဆိုရင်တော့မယူဘူးဘယ်သူမှမမြင်အောင်တိတ်ယူလာတဲ့ပစ္စည်းမျိုးငါလက်ခံမယ်ဆိုဆရာကြီးကတပည့်တွေကိုမှားတယ်မှားတော့တပည့်တွေကလည်းဆရာကြီးပြောတဲ့အတိုင်းလုပ်ကြတယ်ပေါ့ကောင်းပါပြီဆိုပြီးတော့တပည့်တွေကအိမ်ပြန်သွားကြပြီးတော့အိမ်ကမိဘတွေဆွေမျိုးတွေညီကိုမောင်နှမတွေမမြင်တဲ့အချိန်မှာအဝတ်စားတို့လက်ဝတ်တစားတို့တိတ်တဆိတ်ခိုးပြီးတော့ယူလာကြတယ်တိတ်တဆိတ်ခိုးယူလာတယ်ခိုးယူလာပြီးတော့ဆရာကြီးကိုပေးကြတယ်ပေါ့ဆရာကြီးကလာပြီးနာမည်နဲ့ပစ္စည်းနဲ့တေချာစင်းမှတ်ပြီးတော့သိမ်းထားလိုက်တယ်အဲ့ဒီမဲ့ကျောင်းသားတော်တော်များများအဲ့လိုခိုးပြီးတော့ယူလာပြီးတော့ပေးကြတာသူရဲ့တွေ့ကြီးတွေပေးကြတယ်ဒါပေမဲ့လို့တပည့်အချီးဆုံးလက်ထောက်ဆရာလုပ်နေတဲ့တပည့်ကတော့ဆရာကြီးခိုင်းတဲ့အတိုင်းဘာမှသူ့အိမ်သွားပြီးတော့ရှူဆောင်တာမလုပ်ဘူးအဝတ်စားလည်းမယူဘူးလက်ဝတ်တန်းစားလည်းမယူဘူးဆရာကြီးကိုဘာမှမပေးပဲနဲ့သူကဒီတိုင်းနေတယ်အဲ့တော့ဆရာကြီးကသူ့
ပြောတယ်ငါတို့ကြီးမင်းကတော့ဘာမှမယူလားလို့ဆိုဟုတ်ပါတယ်ဆရာဘာဖြစ်လို့မင်းမယူတာတုံးလို့ဆိုဆရာကပြောတယ်လေဘယ်သူမှမမြင်ခင်ယူလာတဲ့ပစ္စည်းရဲ့လက်ခံပဲတိတ်တိတ်လို့ရမယ်လို့ဆရာကမှားထားတာကျွန်တော်စိတ်ထဲမှာစိတ်ကြွယ်ရဆိုတာကျွန်တော်မမြင်ဘူးတပည့်ကပြန်ပြပြတာစိတ်ကြွယ်ရဆိုတာမမြင်ဘူးတိတ်တိတ်ဆိတ်ဆိတ်ဘယ်သူမှမသိတဲ့နေရာဆိုတာကျွန်တော်မတွေ့မိဘူးတဲ့ဒါကြောင့်မို့သူစိတ်ထဲမှာတော့ကြွယ်ရမှာလို့ဖို့တခုမှကြွယ်ရလို့မထင်ဘူးဆိုတဲ့အကြောင်းဆရာကြီးကိုပြောပြတာအသူပြောပုံလေးကိုမှတ်တမ်းတင်ထားတာပါတော့ဆိုနတ္ထိလောကေရဟောနာမပပကမ္မပကုပ္ပတောမဟုတ်တာလို့ဖို့အတွက်လောကမှာစိတ်ကြွယ်ရဆိုတာမရှိပါဘူးဆရာကြီးတဲ့ပတ္တန္တိဝနဗုဒ္ဓာနိတော့မှာပဲဖြစ်ဖြစ်အိမ်မှာပဲဖြစ်ဖြစ်အိမ်ဆောင်နဲ့တွေတောဆောင်နဲ့တွေကိုဆောင်နဲ့တွေကိုမမြင်ရတဲ့တရားတွေလောကမှာရှိနေကြတော့သူတို့ကမြင်မှာပဲတဲ့ကိုတိတ်တိတ်လို့လည်းသူတို့မြင်မှာပဲတဲ့အဲ့ဒါလို့နတ်တွေမြင်တာကိုပဲတံပါလောမညတိရဟောကိုဘဝဉ္ဇမှာကိုကြည့်နေတဲ့ရလုံးတွေရှိရတဲ့နဲ့မလိမ္မာတဲ့ပုဂ္ဂိုလ်ကတော့ငါလောက်တာဘယ်သူမှမသိဘူးလို့ထင်နေတယ်ဟုတ်လားအလုံးကမြင်ကြမှာပဲတဲ့ကိုကမမြင်ရပေမဲ့သူတို့ကမြင်ကြလိမ့်မယ်တဲ့အဲ့ဒါကိုပဲစဉ်းစားဉာဏ်မရှိတဲ့ပုဂ္ဂိုလ်တွေကတော့ဒါစိတ်ငြိမ်ရလို့ထင်ကောင်းထင်လိမ့်မယ်တဲ့ကျွန်ုပ်အနေနဲ့ပြောရမယ်ဆိုရင်အဟံရဟောနပတ္တာမိကျွန်ုပ်အနေနဲ့တိတ်တဆိတ်ဆိုတဲ့ဟာစိတ်ကြွယ်ရဆိုတာကျွန်ုပ်လုံးဝမမြင်မိဘူးတဲ့စိတ်ကြွယ်ရရက်ဆိုတာဘယ်တော့မှမတွေ့ဘူးတဲ့သုံးဉဏ်ဝါပိနဝိဇ္ဇတိဘယ်သူမှမရှိဘူးဆိုတာလဲဘယ်သူမှမရှိတဲ့နေရာအရက်ဆိုတာလဲကျွန်ုပ်မတွေ့ဘူးတဲ့ကျွန်ုပ်ရှာကြည့်တာမတွေ့ဘူးဘယ်သူမှမတွေ့တဲ့နေရာသုံးညဘယ်သူမှမရှိတဲ့နေရာဆိုတာမရှိဘူးတဲ့ယထာအဉ္ညာနပတ္တမိကိုသွားလို့ကိုနေတဲ့နေရာတခြားလူဘယ်သူမှမတွေ့ရပေမဲ့လို့အတုံညာဟောတိတမ္မယတဲ့အဲ့ဒီနေရာကျွန်ုပ်ရှိနေတာပဲတဲ့ဆိုတော့အခန်းထဲမှာကိုတယောက်တည်းနေတာဘယ်သူမှမရှိဘူးဟုတ်တယ်တမန်လူကတော့မစင်စားဘူးဘယ်သူမှမရှိဘူးငါလှုပ်ချင်အောင်လုပ်မယ်လို့ထင်ကောင်းထင်လိမ့်မယ်တဲ့အဲ့ဒီမှာကျွန်ုပ်ရှိနေတယ်လေတဲ့ဘယ်သူမှမရှိတာမဟုတ်ဘူးတဲ့ဒါကြောင့်မို့လို့ empty place နော် empty room ဘာမှမရှိတဲ့နေရာဆိုတာမရှိဘူးလို့သူကပြောတာကိုရှိနေတာကိုကဒါဘာမှမရှိတဲ့နေရာမဟုတ်ဘူးတဲ့ကိုရှိနေတယ်ဘာသူမှမသိဘူးဆိုရင်ကိုသိနေတယ်ဒါဟုတ်ဆိုလို့လည်းပေါ့နော်ကိုမဟုတ်တာလို့တာကိုသိနေတာကိုကစိတ်ကြွယ်ရမဟုတ်ဘူးလို့ပြောတာကိုတယောက်တည်းနေတာမို့ဘယ်သူမှမမြင်ဘူးလို့ထင်ကောင်းထင်နိုင်မယ်တဲ့ဘယ်သူမှမမြင်ကိုမြင်တယ်ပေါ့ကိုမမြင်တဲ့အိမ်ဆောင်တတ်တွေတောဆောင်တတ်တွေကျောင်းဆောင်တတ်တွေဒီလိုဟာတွေကလည်းရှိနိုင်တယ်အဲ့ဒါတွေမရှိဘူးဆိုတော့ကိုလို့တာကိုသိနေတယ်ကိုလို့တာကိုမြင်နေတယ်ဒါကြောင့်မို့သူ့ရင်ထဲမှာဆရာကြီးကပြောတော့ဘယ်သူမှမမြင်အောင်ယူခဲ့လို့ပြောတော့ဘယ်သူမှဆိုတဲ့တဲမှာကျွန်ုပ်လည်းပါတယ်ကျွန်ုပ်မမြင်အောင်ယူလို့မှမရတာဟုတ်ခိုးတဲ့လူကိုယ်တိုင်ကမြင်နေတယ်လေဘယ်သူမှမမြင်အောင်ယူဖို့ဆိုတာလောကကြီးမှာမဖြစ်ဘူးဘယ်သူမှမသိအောင်လုပ်ဖို့ဆိုတာကိုသိနေတယ်အဲ့ဒါလို့ဒီတပည့်အကြီးဆုံးဆရာလက်ထောက်ကနေပြီးတော့ဆရာကြီးကိုဒီလိုရှင်းပြတယ်ဆရာကြီးကိုရှင်းပြတဲ့အခါကျတော့ဆရာကြီးကသူပြောတာဆိုတာသူ့ရဲ့တွေးတောရှုဆပုံတွေကိုကြည့်ပြီးတော့ရှင်းတတ်တယ်ဆရာကြီးရှင်းတတ်ပြီးတော့
ငါတပည့်ငါအိမ်မှာငါသမီးအိမ်တော့ချဖို့ပစ္စည်းဥစ္စာမရှိတာမဟုတ်ပါဘူးတဲ့ငါအိမ်မှာအပြည့်စုံရှိပါတယ်ဟုတ်တာပေါ့တပည့်တွေပညာသင်ကြားပေးနေတဲ့ဆရာကြီးပဲအဲ့တော့သူ့အိမ်မှာဒီသမီးတယောက်ဆင်မိုးရအတွက်ကတော့ငွေကြေးတနာအလုံးတော့ရှိပါတယ်ဒါပေမဲ့လို့ငါသမီးနဲ့ပေးစားဖို့ပုဂ္ဂိုလ်ဟာကိုချင်းတရားကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်ဖို့လိုတယ်ကိုချင်းတရားကောင်းတဲ့ပုဂ္ဂိုလ်လောကကြီးမှာကိုချင်းတရားကောင်းတဲ့ပုဂ္ဂိုလ်နဲ့အိမ်တော်ရသားချပေးခြင်းလို့မင်းတို့ကျောင်းသားတွေကိုငါစုံစမ်းတာဖြစ်တယ်တဲ့အဲ့တော့ငါသမီးဟာမင်းနဲ့အတော်ဆုံးပဲသူ့ကိုရွေးချယ်လိုက်တာဘာမှယူမပေးတဲ့တပည့်ဘာမှအိမ်ကနေပြီးတော့လက်ဝတ်တန်းစာခိုးပြီးတော့ယူမလာတဲ့တပည့်ကိုမင်းဟာအကျင့်စာရိတ္တကောင်းတယ်ကိုကျင့်တရားကောင်းတယ်ဒါကြောင့်မို့မင်းနဲ့ပဲတော်တယ်လို့ဆိုပြီးတော့သမီးကိုအစင်တစားအပြည့်ဝဆင်ပြီးတော့အဲ့တပည့်ကြီးနဲ့လက်ထပ်ပေးလိုက်တာဟောတပည့်ကြီးနဲ့လက်ထပ်ပေးလိုက်ပြီးတော့ခုနတုန်းကအိမ်သွားပြီးတော့တိတ်တဆိတ်လက်ဝတ်တန်းစာရှရဏပစ္စည်းတွေအဝတ်တန်းစာတွေခိုးလာတဲ့တပည့်ကျောင်းသားတွေကိုတော့သူမှတ်ထားတဲ့အတိုင်းကဲမင်းတို့အိမ်မင်းတို့ပြန်ယူသွားကြတာလေးဆိုပြီးတော့အကုန်ပြန်ပေးလိုက်တယ်ဆရာကြီးကစမ်းသပ်တာဘယ်သူကိုချင်းတရားကောင်းတယ်လဲဆိုစမ်းသပ်တယ်အဲ့တော့ဆရာကြီးရဲ့သမီးကိုမျောလင်းတောင်းတပြီးတော့အိမ်ကလဲဝတ်တန်းစာယရဏပစ္စည်းတွေခိုးယူလာခဲ့ကြတဲ့ကိုချင်းတရားပြက်ပြားတဲ့ကျောင်းသားတပည့်တွေဟာဆရာကြီးသမီးကိုလက်လွတ်ဆုံးရှုံးသွားကြတယ်ကိုချင်းတရားကောင်းတဲ့ပညာရှိအတွေးခေါ်ကောင်းတဲ့ကိုချင်းတရားကောင်းတဲ့တပည့်တယောက်သားလင်ကိုချင်းတရားကိုအကြောင်းပြုပြီးတော့ဆရာကြီးသမီးကိုအိမ်တော်ဘက်အဖြစ်ရွေးချယ်ခွင့်ရသွားတယ်ပေါ့ဒီလိုဆိုလိုတာပေါ့အဲ့ဇလန်မှာအဲ့တော့အဲ့ဒီဇလန်ရဲ့အနှစ်ချုပ်ကတော့ဒါလေးကိုပြောတာပဲဒါကိုသွန်သင်ပြသတဲ့သဘောပဲအဲ့ဒီမှာမြတ်စွာဘုရားကဒီဇလန်ကိုဟောပြီးတော့ဖြစ်ဆွပြီးမြတ်စွာဘုရားဟောကြားတာတော့ပါတော့ဆိုဒုစစ်သောစသူစစ်သောစနန္ဒောစဒုက္ခဝဋ္ဌိတောဝိဇောစအထုဝသီလောစတေတမ္မာဇဟုမတ္ထိကာအမည်နာမလေးတွေဖော်ထားတယ်လူ6ယောက်ကျောင်းသား6ယောက်အိမ်ကပစ္စည်းခိုးပြီးတော့ယူလာတဲ့ကျောင်းသား6ယောက်တယောက်ကဒုစစ်စာတယောက်ကသူစစ်စာတယောက်ကနန္ဒာတဲ့တယောက်ကဒုက္ခဝဋ္ဌိကာတယောက်ကဝိသတယောက်ကအတုဝသီလတို့သူတို့နာမည်တွေကိုထုတ်ဖော်ပြီးတော့တေတမ္မာဇဟုမတ္ထိကာသူတို့ဟာဆရာကြီးသမီးရလို့စိတ်နဲ့ကိုကျင့်တရားကိုစွန့်ပစ်ခဲ့တဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်ဟုတ်တယ်ကိုကျင့်တရားကိုစွန့်တဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်ကိုငကအကျင့်ကောင်းလေးတွေကိုစွန့်ပစ်ကြတယ်တစုံတစ်ခုရလို့မှုကြောင့်ကိုကျင့်တရားပြက်ပြားသွားတယ်တေတမ္မာဇဟုမတ္ထိကာတော့လောကလူတွေကတခုခုရလို့မှုနဲ့ကိုကျင့်တရားကိုစွန့်ပစ်ကြတယ်အလွယ်တကူဖယ်လိုက်ကြတယ်ကိုယ့်ရဲ့ကိုကျင့်တရားကိုအလွယ်တကူစွန့်လွှတ်လိုက်ကြတယ်ပေါ့နော်သူတို့လည်းပဲလူတွေလိုက်တာကျင့်သွားမဲ့ကိုကျင့်တရားတွေကိုစွန့်လွှတ်လိုက်ကြတယ်ပြမနောစကတံဇဟေသဗ္ဗဓမ္မနပါရကုပြမနောစကထံဇဟေသဗ္ဗဓမ္မနပါရကုဆို
ကိုကျင့်တရားနဲ့ပတ်သက်ပြီးတော့စဉ်းစားဉာဏ်ရှိပြီးကြိုးစားအထုတ်လို့ထုတ်တဲ့ကျောင်းသားအချီးဆုံးမြင့်မြတ်တဲ့ကျောင်းသားကတော့တဲ့ကထံစဟိကိုကျင့်တရားကိုသူဆရာကြီးတပည့်ကိုရလို့ရေးအတွက်နဲ့ကိုကျင့်တရားကိုသူအပြတ်မခံကိုကျင့်တရားကိုမစွန့်လို့ဘူးလို့ဆိုတော့ယောဓမ္မမနုပါလေတိကိုကျင့်တရားကိုသူထိမ့်သိမ့်နိုင်တယ်ကိုကျင့်တရားကိုဘာနဲ့မှမလဲဘူးလို့ဆိုလို့အဲ့တော့လောကလူတွေကကိုကျင့်တရားနဲ့ငွေဆိုရင်ငွေနောက်လိုက်တယ်ကိုကျင့်တရားကိုဖယ်လိုက်ပြီးတော့ငွေနောက်လိုက်တယ်ကိုကျင့်တရားနဲ့ယာဓုဆိုရင်လည်းယာဓုနောက်လိုက်တာကိုကျင့်တရားနဲ့အခွင့်အရေးဆိုရင်လည်းအခွင့်အရေးနောက်လိုက်တယ်ကိုရှိတဲ့ကိုကျင့်တရားကိုအလွယ်တကူစွန့်လွတ်ပြီးတော့လက်တလောရရှိလာနိုင်တဲ့ငွေကြေးဒနာအတွက်ဖြစ်စေကြော်ကြားမှုအတွက်ဖြစ်စေခွင့်ရေးအတွက်ဖြစ်စေအဲ့ဒါတွေအတွက်လူတွေကလိုက်ပြီးတော့လုပ်လို့ရှိကြတယ်တဲ့ဒါလောကရဲ့သဘာဝထိတိမသစ္စာနိကမောကိုကျင့်တရားနဲ့ပတ်သက်ပြီးတော့အခိုင်အမာစိတ်ဓာတ်ခိုင်မာတဲ့ပုဂ္ဂိုလ်လုံလဝိရိယရှိတဲ့ပုဂ္ဂိုလ်ကိုကျင့်တရားကိုတန်ဖိုးထားတဲ့တည်ကြည်ခိုင်မာတဲ့ပုဂ္ဂိုလ်မျိုးထိတိမာသီလကိုစောင့်ထိန်တဲ့နေရာမှာကျူပန်အထုတ်တယ်ကိုကျင့်တရားကိုတန်ဖိုးထားတယ်ကိုကျင့်တရားနဲ့ပတ်သက်တဲ့ခိုင်မာတယ်ဆိုတဲ့အဲ့ဒီပုဂ္ဂိုလ်မျိုးသစ္စာနိဂမောတကယ်ကိုတဘာဝအစစ်မှန်ဖြစ်တဲ့ကိုကျင့်တရားကိုသာလဲကြိုးစားအထုတ်တဲ့ပုဂ္ဂိုလ်မျိုးအဲ့တော့ကိုယ့်ရဲ့အကျင့်စရိုက်ကိုဘာနဲ့မှမလဲဘူးလို့ဆိုလိုတယ်ကိုယ့်ရဲ့ကိုကျင့်တရားကိုဘာနဲ့မှမလဲဘူးဝေကျေးနဲ့လည်းမလဲဘူးယာဓုနဲ့လည်းမလဲဘူးကြော်စောမှုနဲ့လည်းမလဲဘူးဘာနဲ့မှမလဲတဲ့ပုဂ္ဂိုလ်မျိုးအဲ့လိုခိုင်မာတဲ့ပုဂ္ဂိုလ်မျိုးဟာတဲ့ဘာလို့တလဲဆိုရင်ဓမ္မကိုသာလဲအခိုင်မာကိုယ့်ရင်ထဲမှာခိုင်မြဲအောင်ထိမ့်သိမ်းဆော့ရှော့တယ်မြတ်စွာဘုရားကဒါကိုဖြစ်ဆက်ပြီးတော့ဟောလိုက်တဲ့စကားပဲခုနတုန်းကခေါင်းဆောင်လုပ်တဲ့မကောင်းမှုအကုသိုလ်စိတ်ကြွယ်မှာမလုပ်တဲ့အကြီးဆုံးကျောင်းသားကနတ္ထိလောကေရဟောနာမပပကမ္မပကုပ္ပတောပတ္တတိဝနဗုဒ္ဓနိတံပါလောမညတိစနောမညတိရဟောမကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်လောကမှာစိတ်ကြွယ်မရှိဘူးတဲ့ကိုယ်ပတ်ဝန်းကျင်ကတတ်တယ်ကိုမြင်နိုင်တယ်တဲ့ဒါပေမဲ့လို့စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကဒါကိုစိတ်ကြွယ်ရလို့ထင်နေတာတဲ့သူ့အနေနဲ့ကတော့အာရဟောနပတ္တမိစိတ်ကြွယ်ရဆိုတာသူမမြင်ပါဘူးသုံးဉဏ်ဝါပိနဝိဇ္ဇတိဘယ်သူမှမရှိတဲ့နေရာဆိုတာလည်းမရှိပါဘူးတဲ့ကိုယ်ကနေဘယ်သူ့ကိုမှမတွေ့ရပေမဲ့ကိုယ်တိုင်ရှိနေသည့်အတွက်ကြောင့်စိတ်ကြွယ်ရမဟုတ်ပါဘူးလို့သူ့အတွေ့ရအဲ့လိုတွေးပြီးမကောင်းမှုအကုသိုလ်ရှောင်နေဆိုတော့ဆိုလိုရင်းကတော့ကိုချင်းတရားကိုဘာကိစ္စနဲ့မှမစွန့်လွတ်တဲ့အနေအထားမျိုးမြတ်စွာဘုရားကသွန်သင်ဆုံးမပေးတာလားဖြစ်တယ်ပေါ့အဲ့တော့ဘုန်းကြီးတို့တွေလည်းကိုကျင့်သုံးရတဲ့ကိုကျင့်တရားရဲ့တန်ဖိုးကိုထားပြီးတော့ဘယ်ရာနဲ့မှမလဲပဲနဲ့ကိုကျင့်တရားပေါ်မှာအခိုင်အမာယက်တည်ဖို့လေ့ကျင့်ကြရမှာဖြစ်တယ်လေ့ကျင့်ရမယ်ကိုကျင့်တရားတွေကိုတန်ဖိုးထားလို့စိတ်ကြွယ်ရမှာမကောင်းမှုအကုသိုလ်ကိုလုံးမဲ့ဆိုရင်
ကိုယ်တိုင်မြင်နေတယ်စိတ်ကြွယ်ရဆိုတာမဟုတ်ဘူးကိုမြင်တယ်ကိုရှက်တယ်ဆိုတဲ့အသိစိတ်ဓာတ်တွေနဲ့မကောင်းမှုအဟုဆိုမလုံးမိအောင်ထိမ့်သိမ်းဆောက်ရှောက်ကြရမှာဖြစ်တယ်လို့ဒီသီလဝိပဿနာစက်ကဒီသင်္ကန်းစာကိုပေးတာပဲဖြစ်တယ်ပေါ့အဲ့တော့မြတ်စွာဘုရားကသာရကဒေသနာတွေဟောပြီးတဲ့အခါမှာအမြဲတမ်းသစ္စာ၄ပါးနဲ့ဒီကုန်းချုပ်တာဖြစ်တယ်သစ္စာ၄ပါးဆိုတာကိုရထားတဲ့ဘဝဟာဒုက္ခသစ္စာပဲအဲ့ဒီဘဝရဲ့အကြောင်းဖြစ်တဲ့တဏှာဟာသမုဒိယသစ္စာဖြစ်တယ်ဘဝဟာဒုက္ခဘဝကိုဖြစ်စေတဲ့အကြောင်းတရားအဓိပရဏအကြောင်းတရားတဏှာကဒုက္ခသမုဒိယအဲ့တော့တန်တရားထဲမှာဒီဒုက္ခနဲ့ဒုက္ခသမုဒိယဒီနှစ်ခုနဲ့သွားနေတာပဲဖြစ်တယ်အဲ့ဒီဒုက္ခအဆုံးသတ်တဲ့နေရာကတော့និရောဓဥပိ္ပဏအပ္ပဝတ္တိဘဝနဲ့ဘဝတဏှာဘဝနဲ့ဘဝကိုဖြစ်စေရတဲ့တဏှာဒီနှစ်ခုချုပ်ငြိမ်းသွားတာအဲ့ဒီနှစ်ခုမရှိတဲ့နေရာချုပ်ငြိမ်းတာနိဗ္ဗာန်ပဲဒါကိုစာပေကျမ်းကမှာဆိုလို့ရှိတယ်ဘဝဟာဒုက္ခသစ္စာဘဝရဲ့အကြောင်းဖြစ်တဲ့တဏှာသည်သမုဒိယသစ္စာအဲ့ဒီဒုက္ခသမုဒိယသစ္စာနှစ်ပါးတို့ရဲ့မဖြစ်ရဒီនិရောဓသစ္စာဥပိ္ပဏအပ္ပတ္တိនិရောဓအကျိုးလည်းမဖြစ်ဘူးအကြောင်းလည်းမဖြစ်ဘူးအဲ့တော့ဥပိ္ပဏအပ္ပတ္တိនិရောဓတတ္တဥပါယောဘက်ခောအဲ့ဒီနှစ်ခုစလုံးမဖြစ်တာသူ့ဟာသူမဖြစ်တာမဟုတ်ဘူးအကြောင်းတရားကိုကြိုးစားအထုတ်လို့မဂ္ဂင်၈ပါးကိုကြိုးစားအထုတ်လို့မဂ္ဂင်၈ပါးဆိုတဲ့အကျင့်တရားကိုကျင့်သုံးသည့်အတွက်ကြောင့်အကြောင်းကိုပယ်ပြီးတော့အကျိုးပါပြတ်သွားတာအကြောင်းကုန်လို့အကျိုးကုန်သွားတာအဲ့ဒါကမဂ္ဂသစ္စာလို့အဲ့တော့ဘဝနဲ့ပတ်သက်ပြီးတော့ဒီသစ္စာ၄ပါးနဲ့ခွဲခြားသတ်မှတ်ရမှာဖြစ်တယ်ခွဲခြားသတ်မှတ်ဖို့ကိုအကျမ်းမြင်ဖို့ကိုအကျမ်းမြင်သတ်မှတ်ထားရင်ဟုတ်လားကိုရထားတဲ့ဘဝဟာဒုက္ခရထားတာအဲ့ဒုက္ခရဲ့အကြောင်းဟာတဏှာဖြစ်တယ်အဲ့ဒါဒုက္ခနဲ့ဒုက္ခသမုဒိယနှစ်ခုကိုသိခြင်းပဲဒီသိခြင်းဟာအမှန်ကန်သိခြင်းဖြစ်လို့သစ္စာလို့ခေါ်တယ်တကယ်သိတယ်မှန်တယ်တကယ်အမှန်တရားဖြစ်လို့သစ္စာအဲ့ဒီနှမျိုးစုံမဖြစ်ဘူးဆိုတာនិရောဓဒါလည်းအမှန်ပဲအဲ့ဒီအမှန်ဆိုတဲ့និရောဓကိုရောက်ကြောင်းအကျင့်ကတော့မဂ္ဂင်၈ပါးအကျင့်တရားပဲဖြစ်တယ်ဒီလိုမြတ်စွာဘုရားကဒုက္ခသမုဒိယဒုက္ခនិရောဓဒုက္ခនិရောဓကာမိနိပฏิပဒါဆိုတဲ့သစ္စာ၄ရပ်အဆုံးသတ်ပြီးတော့ခုနယဟန်900ကိုဆုံးမတော်မူတာဖြစ်တယ်ပေါ့ကာမဝိတ္တိကြံတွေးနေကြတဲ့ကိုယ်တော်တွေကိုဒီဇလန်းနဲ့သင်္ကန်းစာပေးပြီးတော့မြတ်စွာဘုရားကိုကျင့်တရားအတွက်ငါတို့ဟာဘယ်သူမှမသိဘူးဆိုတဲ့အနေနဲ့မကောင်းတဲ့အတွေးတွေတောင်မတွေးသင့်ဘူးကိုယ်ရင်ထဲမှာမကောင်းတဲ့အကုသိုလ်တွေမဖြစ်အောင်ကျင့်သုံးလိုက်တာဖို့မြတ်စွာဘုရားကဆုံးမသွန်သင်တဲ့အခါအဲ့ဒီယဟန်တော်တွေဟာအလုံးမြတ်စွာဘုရားရဲ့ပံ့ပိုးကူညီမှုနဲ့အသိဉာဏ်တွေပွင့်လင်းပြီးတော့အလုံးယဟန္တာဖြစ်သွားကြတယ်တဲ့ယဟန္တာဖြစ်ရောက်သွားကြတယ်မြတ်စွာဘုရားကဒီစာရကဟောတဲ့အခါတိုင်းစာရကဟောတဲ့အခါမှာတကယ်အဖြစ်ပြက်ဟာဘယ်တော့ကအဖြစ်ပြက်ပဲဖြစ်ကိုယ်တိုင်ပါဝင်တဲ့အဖြစ်ပြက်တွေဖြစ်လို့အဲ့ဒီတုန်းကဓိတပမောက္ခဆရာဆိုတာတဲ့အခုသာရိပုတ္တရာပဲဟိုတုန်းကသူဆရာကြီးလုပ်ခဲ့တယ်ပေါ့နော်အဲ့ဒီတုန်းကအသိဉာဏ်နဲ့စဉ်းစားဆင်ခြင်ပြီးမကောင်းမှုအဟုသို့မလုပ်ခဲ့တဲ့ကျောင်းသားကတော့တခြားလူမဟုတ်ဘူးတဲ့ငါကိုယ်တိုင်ပဲလို့အဲ့တော့ရင့်ကျက်တဲ့အတွေးခေါ်ရှိတဲ့ပုဂ္ဂိုလ်တွေငါကိုယ်တိုင်ပဲဒီလိုတွေးခေါ်ပြီးတော့အမှန်ကန်ဆုံးဖြတ်ခဲ့တယ်ဆိုတာကိုမြတ်စွာဘုရားဒီစက်မှာဒီလိုဟောကြားခဲ့တာဖြစ်ပါတယ်
သီလဝိမန္တနာဆက်ကိုချင်းတရားနဲ့စိတ်ကြွယ်ရာဒီအကြောင်းတရားကိုမှတ်သားနာယူကြသဖြင့်မိမိတို့ဘဝအတွက်သင်္ကန်းစာရယူပြီးကိုယ်ဘဝကိုချင်းတရားပေါ်မှာတန်ဖိုးထားတတ်ရေးအခြားအတွက်ကိုချင်းတရားကိုလဲလှယ်ခြင်းစွန့်ပစ်ခြင်းဆိုတာတွေမဖြစ်အောင်ကျင့်ကြံကြုတ်ကိုအထောက်ကြမှာဖြစ်တယ်လို့ကိုယ်စီမှတ်သားပြီးကိုချင်းတရားကောင်းအောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းရှိတဲ့ချာရှင်ဖေယဖေယတပည့်တော်တို့သည်ဓမ္မအတိညာရရှိမှသာလင်နိဗ္ဗာန်ချမ်းသာကိုရမောပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိတန်ကြလျက်ဓမ္မသဘင်ဆင်းကျင်းပါပြုလုပ်ကြ၍အမတဒါနာဓမ္မဒါနာတရားအလူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုယုတိလေးမြတ်စွာမမတ်သားသာအာယုန်ထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတဝဝတ္ထုအစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအာထုတ်ပြုလုပ်ကြရသောဤကောင်းမှုဤကုသိုလ်စုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေသတည်းဤကောင်းမှု၏အဖို့ဘာကကိုအမိအဖာအဖို့အဖွာဆရာသမားမှစ၍ဝါသူကဘာသာဒုနတ်မြမတတ္တဝါများတို့အားအမြဝေငှပါကုန်၏ကုသိုလ်အမြကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်းအာလုံးဒါကြသမျှအမြယူတော်